အောင်ဆန်းစုကြည်အသက်ရှင်လျက်ရှိနေသေးရဲ့လားမေစုရဲ့ဓာတ်ပုံတစ်ပုံကြောင့်တကဘာလုံးကမြမအရေးကိုပြန်လည်အာရုံစိုက်လာကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရှာဖွေရမှာကဓာတ်ပုံတစ်ပုံရဲ့အဖေတွေမဟုတ်ပါဘူးအမေစုရဲ့ရှင်သန်မှုနဲ့လွတ်မြောက်မှုအတွက်နိုင်ငံတကာကဘလို့တွေဖိအားပေးနေလဲတားဖြစ်သူကိုထိန်လင်းကောဘာတွေဆက်လုပ်နေတယ်လဲဆိုတာကပိုအရေးကြီးပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဓာတ်ပုံထက်ဘုံမိုးလေးနဲ့တဲ့မေစုရဲ့လက်ရှိနိုင်ငံရဲ့အခြေအနေကိုအသေးစိတ်ဆန်းစစ်သွားမှာပဲဖြစ်ပါတယ်စစ်ကောင်စီကအမေစုကိုတတ်မှတ်နေကိုပြောင်းရွှေ့လိုက်ပြီလို့ကြေညာခဲ့ပါတယ်။ဒါဟာနေအိမ်အကျယ်ချုပ်ပုံစံသက်ဖြစ်ပြီးဘယ်နေရာမှာထားရလဲဆိုတာကိုလှည့်ဝက်ထားဆဲပဲဖြစ်ပါတယ်။ဥပဒေအကြောင်းအရာချင်းလည်းမေစုဟာတမရဦးဝင်းမြင့်နဲ့အတူတရားရုံးမှာနောက်ဆုံးတွေ့ခဲ့ရပြီးနောက်ပိုင်းတည်င်းအစားအနာပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အခုလိုဓာတ်ပုံတွေချပြလာတာဟာသူတို့ရဲ့တရားဝင်မှုကိုပြသချင်တာလား။ဒါမှမဟုတ်နိုင်ငံတကာရဲ့တောင်းဆိုချက်တွေကိုဟန်ပြတုတ်ပြန်လိုက်တာလားဆိုတာကစဉ်းစားစရာဖြစ်လာပါတယ်။တားဖြစ်သူကိုထိန်လင်းဟာသူမိခင်ရဲ့ကျမ်းမာရေးအတွက်အမြဲတမ်းရှေ့တန်းကနေတောင်းဆိုနေသူဖြစ်ပါတယ်။သူဟာမေစုတက်ရှိထင်ရှားရှိကြောင်းခိုင်လုံတဲ့သက်သေပြဖို့နဲ့မိခင်ဖြစ်သူနဲ့ဓာတ်ရိုက်ဆက်သွယ်ရဖို့အမြဲတမ်းစူးစမ်းနေတာပါ။မေစုရဲ့ကျမ်းမာရေးဟာအသက်အရွယ်အရကောချုံနှောင်ခံရရတဲ့တပ်တန်းရပါအလွန်စိုးရိမ်စရာအခြေအနေမှာရှိနေတာကြောင့်ဒါဖြစ်သူရဲ့စိုးရိမ်ပူပန်မှုဟာပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုနဲ့ထပ်တူကျနေပါတယ်။မေစုကိုပြန်လွှတ်ပေးဖို့ကုလသမဂ္ဂအမေရိကန်ဂျပန်နဲ့အာဆီယံတို့ကလည်းဇက်တိုက်တောင်းဆိုနေကြပါတယ်။အထူးသဖြင့်အာဆီယံဘုံသဘောတူချက်၅ချက်ထဲမှာနိုင်ငံရေးကျင်းသားတွေလှုပ်ပေးဖို့ပါဝင်နေတာကြောင့်မေစုရဲ့အခြေအနေဟာဒေသတွင်းတည်ငြိမ်ရေးအတွက်အဓိကတော့ချက်ဖြစ်နေပါတယ်။အခုချိန်ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေဟာဒီနိုင်ငံတကာဖိအားပေးမှုတွေကိုရှော့ချဖို့အတွက်အယက်သားအတွင်ယူထားတဲ့အစိုးရရဲ့နည်းဗျူဟာတစ်ခုဖြစ်နိုင်တယ်လို့ဝေဖန်သူတွေကဆိုကြပါတယ်။ဘလို့ပဲဓာတ်ပုံတွေချပြပါစေပြည်သူတွေရဲ့ရင်ထဲမှာတော့အမေစုကိုလွတ်လွတ်လပ်လပ်နဲ့ကြမ်းကြမ်းမာမာမြင်တွေ့ချင်နေကြတာပါ2021နောက်ပိုင်းမှာအမေစုရဲ့ပုံရိပ်တွေကိုမမြင်ရတော့တဲ့အတွက်ပြည်သူတွေရဲ့လွမ်းစမှုနဲ့စိုးရိမ်မှုတွေဟာပိုတိုးလာနေပါတယ်ဒီတပ်ပုံဟာတန်တရားတွေကိုဖြစ်စေပေမဲ့တစ်ဖက်မှာလည်းအမေစုရှိနေသေးတဲ့ဆိုတဲ့မျှော်လင့်ချက်ကိုတော့ဖြစ်ပေါ်စေခဲ့ပါတယ်ဒီကုန်းချုပ်ရရင်အမေစုရဲ့ရှင်သန်မှုဟာမြန်မာနိုင်ငံရဲ့အတွက်အရေးကြီးဆုံးစိတ်ပိုင်းတစ်ခုရှိနေစေပါကျွန်တော်တို့အားလုံးရဲ့ဆုတောင်းကတော့အမေစုကျမ်းမာစွာနဲ့မိသားစုဝင်တွေပြည်သူတွေနဲ့အများဆုံးစုံတွေ့ခွင့်ရဖို့ပဲဖြစ်ပါတယ်တင်တို့ကနိုင်ငံတကာရဲ့ဖိအားတွေကြောင့်အမေစုတကယ်ပဲလွတ်မြောက်လာနိုင်မလားတင့်အမြင်ကိုကောမမှာရေးပေးခဲ့ကြပါဦး